ကျွန်တော်ကစားနေရင်သုံးချောင်းထောက်တစ်ခုပေါ်ပြုတ်ကျသွားခဲ့တယ်နောက်တစ်စက္ကန့်မှာပဲသုံးချောင်းထောက်ကကျွန်တော်ကိုလွန်ခဲ့တဲ့အနှစ်3သူညကရှေးဟောင်းဧကရစ်မြို့တော်စီပို့လိုက်ပါတယ်ဒီနေရာကလူတွေကအငတ်ပေးနဲ့ကြုံတွေ့နေရတယ်တိုက်ဆိုင်စွာပဲကျွန်တော်မုံတွေကအချိန်မီပို့ဆောင်ရောက်ရှိလာခဲ့တယ်လူတွေကအာလူကျော်နဲ့ကြက်ကြော်ကိုကောက်ယူပြီးအငတ်မရစားသုံးခဲ့ကြတယ်ဒါတင်မကသေးဘူးကျွန်တော်ဖွက်ထားခဲ့တဲ့အချိုရည်တောင်ပါလာခဲ့ပါသေးတယ်ကျွန်တော်ကသူတို့ရဲ့စာလောင်မှုပြဿနာကိုယာယီဖြေရှင်းပေးခဲ့တယ်ဒါကြောင့်ဘယင်ကလူတွေကိုဥဆောင်ပြီးကျွန်တော်ကိုနတ်ဖျားတစ်ပါးလိုကိုးကွယ်ခဲ့ကြတယ်ဒီအချိန်မှာကျွန်တော်လေပင်ကဆွဲကြိုးကသူ့ရဲ့အာယုံကိုဖန်ဆားသွားခဲ့တယ်တကယ်တော့လွန်ခဲ့တဲ့3နှစ်ကဘယင်က3ချောင်းထောက်ကနေတဆင့်မျက်မှောက်ခေတ်ကိုရောက်လာခဲ့ပူပါတယ်အဲ့ဒီအချိန်အရက်မူးနေတဲ့အမျိုးသမီးတစ်ယောက်အိမ်ပြန်လာနေခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲသူတို့နှစ်ယောက်တွေ့ဆုံမှုတစ်ခုဖြစ်ပွားခဲ့တယ်အဲ့ဒီနောက်မှာဘယင်ကသူမကိုဆွဲကြိုးတစ်ပုံပေးခဲ့တယ်အဲ့ဒါကသူတို့ရဲ့အခြေရဲ့တက်တည်ဖြစ်ခဲ့ပါတယ်ပြီးတော့ဒီမျိုးသမီးကတကယ်တော့ကျွန်တော်အမေပါပဲဆွဲကြိုးကိုအခုနောက်တစ်ချိန်မြင်တော့ဘယင်ကကျွန်တော်သူ့သားဖြစ်မှန်သဘောပေါက်သွားခဲ့တယ်သူကျွန်တော်ကိုအတိမတ်ပြုတော့မဲ့အချိန်မှာပဲအငတ်ဘေးတင်သူအများပြားကအုံလိုက်ချင်းလိုက်ရောက်လာခဲ့ကြတယ်သူတို့ကအစားအစာတွေကိုအငတ်မရလူယူခဲ့ကြတယ်အခြေအနေပိုဆိုးမလာအောင်ကာကွယ်ဖို့ဘယင်ကကျွန်တော်နဲ့ရွှေတုံး30တုံးကိုအစားအစာတွေပို့ရဖို့လဲလှယ်ဖို့ကြံရွယ်ခဲ့တယ်ကျွန်တော်သဘောတူခဲ့ပြီးပစ္စည်းတွေရယူဖို့3ချောင်းထောက်ကနေတဆင့်အိမ်ပြန်ဖို့ပြင်ဆင်ခဲ့တယ်ဒီအချိန်မှာကျွန်တော်အိမ်မှာကျွန်တော်မိကကျွန်တော်ညီမငယ်ကိုကျွန်တော်ဘယ်ရောက်နေတယ်လဲဆိုတာကိုမေးမြန်းနေခဲ့ပါတယ်ကျွန်တော်ညီမငယ်ကကျွန်တော်ကို3ချောင်းထောက်ကစားသုံးသွားပြီလို့ပြောခဲ့တယ်ကျွန်တော်အမေကမယုံကြည်ခဲ့ပါဘူးကျွန်တော်ညီမငယ်ကတက်တည်ပြဖို့မုံတွေကို3ချောင်းထောက်ထဲထည့်သွင်းစားပြုခဲ့တယ်ဒါပေမဲ့မုံတွေကပျောက်ကွယ်မသွားခဲ့ပါဘူးကျွန်တော်အမေကမျောလင်းချက်မဲ့စွာထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ညီမငယ်ရဲ့ဆွဲကြိုးက3ချောင်းထောက်နဲ့မတော်တဆဝင်တိုက်မိခဲ့ပါတယ်နောက်တစ်စက္ကန့်မှာပဲသူမလည်းရှေးဟောင်းဧကရစ်မြို့တော်စီကိုရောက်ရှိလာခဲ့ပါတယ်လူတွေကနောက်တစ်ချိန်မင်းတက်သွားခဲ့ကြပြန်ပါတယ်ဘယင်တယောက်ထဲကကျွန်တော်ညီမငယ်ရဲ့ဆွဲကြိုးကိုသတိထားမိလိုက်တဲ့သူကကျွန်တော်ညီမငယ်ရောကျွန်တော်ပါ2ယောက်လုံးသူ့ကလေးတွေဖြစ်ကြောင်းတန်တရားဝင်ခဲ့တယ်သူမေးဖို့ပါစက်ဟာတော့မဲ့အချိန်မှာပဲကျွန်တော်ညီမငယ်ကမထင်မှတ်ပဲ3ချောင်းထောက်ရဲ့အိမ်ပြန်ပို့ခြင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူမရွှေတချို့ကိုပြန်ယူလာခဲ့ပါတယ်ဒီတက်တဲ့နဲ့အတူကျွန်တော်အမေကကျွန်တော်ညီမငယ်ခုလေးတင်ပြောခဲ့တာကိုယုံကြည်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်အမေကလွန်ခဲ့တဲ့3နှစ်ကသူနဲ့တွေ့ဆုံခဲ့တဲ့အမျိုးသားဟာရှေးဟောင်းဘယင်တစ်ပါးဖြစ်ကြောင်းနောက်ဆုံးမှာသဘောပေါက်သွားခဲ့ပါတော့တယ်